Kananda Kainda Yang Hoja Yang Najai Yang Sini Soma Yang Roha Nampak Najin Nampak Najane Dan Lendi Kudan Kuja Najin Jinjin Yang Najina Nalena Jinjin Abu Bawa siapa berjaya Naga Diana Kanda Nyande Sumalici Ya Zakan Kamandu Nanda Tadu Kamanadi Karota Abaya Dia Omenda Kanda Lalu Belaja Tahu tu Nande Doa Nande Doa Selonci Naga Diana Kanda Nyande Saronia Naga Balukan Susah Ilo Natang Ilo Natang Kam Kana Boleh Nyane Kata Kita Bahu Sulu Dene Bahu Poli Dene Yoku Tawi Hodala Vedana Hodala Dinya Hodala Dingara Hodala Wini Hodala Yogana ko hoda nakanda ko hodala Mimi khanda ko nyane Trong nhà say đi đó nát thòng trả vào mình xui Anh ấy để đó chỉ mà nát thòng nhà để cứu tụ phạm Cả vì cả bà lo đi mà lên Mỹ châu lộ mẹ để tí tí chết để bà mà Không nàoတရားဆိုတဲ့တိကဒီစိတ်ကိုငြိမ်းအေးစေတယ်တရားကပြီစိတ်ကိုဘာဖြစ်စေတယ်လဲလုံငြိမ်းနေတာပေါ့မတရားကတော့စိတ်ကိုမြဲတမ်းပူလောင်စေတယ်မတရားဆိုတာဟိုအကြောင်းဒီအကြောင်းဒီပေါ့သူတော်ဘာတွေအင်းပြောတာတွေပေါ့နော်လောဘငြိမ်းချမ်းတရားမပါဒေါသငြိမ်းချမ်းတရားမောဟငြိမ်းချမ်းတရားဒီမဖြစ်အဲ့ဒါကိုမတရားလို့ခေါ်တယ်ဟောနေတဲ့ပုဂ္ဂိုလ်ရဲ့စိတ်မှာလည်းလောဘဒေါသမောဟကပ်ပြီးခေါ်တယ်နိုင်တရားတဲ့ပုဂ္ဂိုလ်ကံမှာလည်းလောဘတွေဒေါသတွေမောဟတွေတောင်းနေတယ်ဒါဆိုရင်ကုသိုလ်ဖြစ်မှာလားအကုသိုလ်ဖြစ်မှာလားအကုသိုလ်ဖြစ်တယ်အကုသိုလ်ဖြစ်စီတဲ့စကလုံးကိုဘုရားကမပြောသင့်ဘူးဟုတ်ကဲ့လားကုသိုလ်ဖြစ်မဲ့စကားကိုသာလည်းဟောသင့်တယ်ပြောသင့်တယ်ဆုံးမသင့်တယ်နားလည်တယ်နော်ဒါကြောင့်မို့လို့မလေးကပြောခဲ့မိမိရဲ့စိတ်အစဉ်မှာခန္ဓာခန္ဓာဝင်ပြီးတန်းရည်တဲ့မနောကဒုစရနော်အဲ့ဒီမကောင်းတဲ့မနောကစိတ်ရိုင်းကလေးစိတ်ရင်လာအောင်တတိထန်နဲ့ပေါင်းရမယ်ရိုင်းနေတဲ့စိတ်ကိုယဉ်ကျေးလာအောင်စိတ်ဓာတ်ဥပဒနာသတိပဋ္ဌာန်နဲ့ပေါင်းစည်းရမယ်ဟုတ်လားဘုရားကအာဒောကစိတ်ဓာတ်အာဒောကစိတ်ဓာတ်ဒီပဇာနာတိအာရကစိတ်ဓာတ်ခရကစိတ်ဓာတ်ဒီပဇာနာတိဝိကိတာစိတ်ဓာတ်ဝိကိတာစိတ်ဓာတ်ဒီပဇာနာတိဟောဒီတဏ္ဍာမှာရာဂစိတ်ပေါ်ရင်ပေါ်တဲ့ရာဂစိတ်ကိုသတိနဲ့သိသိပြီးကြည်ရှိတာမရှိတာပြန်ကြည့်ဒေါသစိတ်လေးပေါ်ရင်အဲဒီဒေါသစိတ်ဟာရှိတာမရှိတာပြန်ကြည့်မောဟစိတ်ပေါ်ရင်ပေါ်တဲ့မောဟစိတ်ကိုသတိနဲ့ပြန်ပြီးပြန်ကြည့်ပြန်လည်တဲ့စိတ်ပေါ်ပြန်လည်တဲ့စိတ်ကိုသတိနဲ့ပြန်ပြီးဉာဏ်လေးနဲ့ကြည့်ဟုတ်ကဲ့လားတရားသိပေါ်ဖို့အတွက်ဓမ္မတွေတတိပညာရှိရတယ်နော်မှန်ပါဗျာ
တိဘောဘုံတွင်တရားတစ်ပိုက်ဆိုတာဒီတရားကိုဟောလိုက်တဲ့ပုဂ္ဂိုလ်ကလည်းဒီတရားကဒီနေရာမှာပြီးသွားတာမဟုတ်ဘူးနော်မှန်ပါဗျာအခုဟောဒီအမတ္တဒါနဓမ္မဒါနတရားအကျဉ်းကြီးသိကြတဲ့ဆက်ရှိအဲ့ဒါပုံစံတော့ရဆရာတော်လေးနဲ့ကုသိုလ်တဲ့ကံတဲ့ပါရမီစစ်တွေပါလာတဲ့ဒကာရမမဉာဏ်ဒကာယမတွေဒကာရမတွေပေါင်းစုပြီးတော့ပေါင်းစုကကောင်းမှုပြုတဲ့တရားဒီလူကတကဘာလုံးကိုပြန်နှံပါရှာနော်အကျက်ဘဝကိုနိဝတိညာနာတိညာယနာဘဝကိုပြန်နှံတယ်ကုသိုလ်တတိကနော်ကုသိုလ်တရားတို့ဟာဘယ်တော့မှတောက်ွယ်သွားခြင်းမရှိဘယ်သူအဆုံးမှမဟုတ်ဘူးဘုရားပါဝါဒနာပါဠိစကားကနော်ဘုရားပါဝါဒနာမြတ်စွာဘုရားရှင်နှုတ်တော်ကစစ်ပေါ်လာသောတရားပြတရားအတိတ်အဲ့ဒီတရားရှိဆုံးမအတိတ်ကိုနာယူခွင့်ရတဲ့ပုဂ္ဂိုလ်တို့မှာလူမျိုးရေးရှိလားရှိပါဗျာပုဂ္ဂိုလ်ရေးရှိလားရှိပါဗျာအင်္ဂနာပေါ်ရှိရရှိပါဗျာဒီတရားကဗုဒ္ဓဘာသာနဲ့မှဆိုင်တယ်ကရိယံဘာသာနဲ့မဆိုင်အစ္စလမ်ဘာသာဘုံမာမေဒီဘာသာမွတ်စလင်ဘာသာဟိန္ဒူဘာသာနဲ့မဆိုင်လို့ရှိတာရှိပါဗျာဘုရားဝါဒကအနတ္တဝါဒမှန်ပါဗျာတက္ကသိဝါဒမှန်ပါဗျာဘယ်ပုဂ္ဂိုလ်ကျင့်ခြင်းကျင့်တော်ပုဂ္ဂိုလ်ပြီးဉာဏ်ဉာဏ်ရေးတရားဟုတ်တာမှန်ပါဗျာဟုတ်တယ်လားမှန်ပါဗျာကျင့်သုံးတဲ့ပုဂ္ဂိုလ်သဏ္ဍာန်မှာအတိတ်ဉာဏ်နဲ့ဒီကျင်းပြီးတော့ကျန်တဲ့လောဘဒေါသမောဟအလိုလိုပါဖြစ်လာတယ်ပြတ်သွားတယ်ပြတ်သွားပါဆုံးယူသွားတယ်မှန်ပါဗျာဒီတရားကိုနာယူခြင်းမှန်ပါဗျာလက်တွေ့ကျင့်သုံးခြင်းကြောင့်ဘုရားဆုံးမတရားကိုလက်တွေ့ကျင့်သုံးခြင်းကြောင့်မှန်ပါဟုတ်ကဲ့လားမှန်ပါဗျာတရားရှင်ဆုံးမဘယ်လောက်ကြီးသိဝိသလဲကြည့်ဘုရားကိုတော်မှဓာတ်နဲ့လိုက်တဲ့အင်္ဂုလိမာလာမှန်ပါလူသတ္တမကြီးမှန်ပါဗျာမိကိုလည်းဓာတ်နဲ့လိုက်တဲ့လူသတ္တမကြီးမှန်ပါဗျာဘုရားရှင်ဆုံးမကြောင့်ဒုထောက်ပြီးတော့တရားကိုရှာတာဝန်ရှာတောင်းပါမယ်မှန်ပါဗျာသုတ္တန်မှာပင်ကိုဉာဏ်ရှိတယ်ပါရမီကြတာမှန်ပါဗျာသူမှားနေတာကိုမှားမှန်ရှင်းရှင်းသိတဲ့ဒိဋ္ဌာကြောင့်ဘာလို့လဲဝန်ရှာတောင်းပါဘာဖြစ်လို့ဝန်ရှာတောင်းပါလဲတတိတော်မှားပါသူကလမ်းပြောနဲ့ရှင်ကြီးတော်မှာရပ်ပါမပြေးပါနဲ့မှန်ပါဗျာဘုရားကပြောတယ်အင်္ဂုလိမာငါဘုရားရမ်းနေတယ်မင်းတာသွားနေတာပဲမှန်ပါဗျာငါဘုရားအပြေးရသွားပြီကွာမင်းပြေးနေတယ်မင်းကိုယ်ကိုပြန်ကြည့်မှန်ပါဗျာတိုင်းဆိုတော့ပြန်ကြည့်တယ်ဟာသူ့ရှိတော့ကတက်နေတယ်ဘုရားရှိတော့ကငြိမ့်နေတယ်မှန်ပါဗျာအဲ့ဒီတော့မှငါမှားပြီကိုမှားတာမှန်မှန်ပါလို့လေသိပါပါသိတယ်နော်ကိုမှားတာကိုမှန်မှန်သိရင်အမှားသိနေရင်ဉာဏ်ဉာဏ်ဖြင့်မှန်ပါပါအမှားသိရင်ဉာဏ်ဉာဏ်ဖြင့်ရှင်းရှင်းပြလိုက်တဲ့ပုဂ္ဂိုလ်ဒီလူလိမ္မာလားလူမိုက်လားလူလိမ္မာပါဗျာကိုမှားတာကိုမှန်မှန်သိရင်ပြင်လိုက်လူလိမ္မာပဲမှန်ပါပါဗျာမာနေပါလေကဲနဲ့ကိုယ့်ကိုယ်မှန်တယ်ရောင်ခင်နေလို့ရှိရင်အဲ့ဒါလူမိုက်မှန်ပါပါလူမိုက်တို့ဒီပဲရှိမှနောင်တရရတယ်ဒီကနေမှာပဲရှိမှလေနာမတန်ဖြစ်တဲ့ဒီမှယောဂဝေဒနာဖြစ်လာတဲ့အရှိအဲ့ဒီရှိမှနှလုံးပဒါစိတ်ကြီးဖြစ်ပြီးတော့မကောင်းတာတွေကိုပြုမိပြောမိကြံစည်မိပါဟောလားအဲ့ဒီရှိမှနောက်ကြတော့ပြေလို့မရတဲ့နောင်တဖြစ်ပါဘူးနော်ဒါကြောင့်မို့လို့အခုလိုကျမ်းမာလို့
တရားတရားရှိတဲ့အခါမှာမိမိဘဝကိုဘာလို့နိုင်ရမလဲပြုပြင်နိုင်ရမယ်နော်ဘာလို့နိုင်ရမလဲဒီနေ့ဒီကဝပတိသုတ်တံမှာဒီသုတ်တံဘယ်လိုကပေါ်တယ်လဲဆိုပြီးတော့လွန်နေပြီးတော့2500ကျော်လောက်ကစေတတိုင်းအနိစ္စနိကမြို့မှာတရင်သုံးတော်မူတဲ့အရှိဖြစ်တယ်။မှန်ပါဗျာ။နော်။မှန်ပါဗျာ။တိုင်းကစေတတိုင်းနဲ့အနိစ္စနိကမြို့မှန်ပါ။အဲ့ဒီမြို့မှာအရှင်ဂေါပတိမထေရတဲ့ယန္တာမထေရယောအနာဂတ်ပုဂ္ဂိုလ်တွေသရဂတ်ပုဂ္ဂိုလ်တွေသောတာပန်ပုဂ္ဂိုလ်တွေပုရုဇေတိလဝန္ဒပုဂ္ဂိုလ်တွေတန်ဃာတော်အရှင်မြတ်တွေအပြီးသာသနာအကျိုးဆောင်ရွက်တော်မူနေကြအဲ့ဒီချိန်မှာတန်ဃာတော်ကြီးစီဝေးပြီးရင်ရတဲ့နောင်ကြီးမှာစီဝေးပြီးတော့ငါရှင်တို့ဒုက္ခသစ္စာကိုသိတဲ့ပုဂ္ဂိုလ်ဟာကျန်ရှိတဲ့သစ္စာတရားတွေသိတယ်လို့ပြောတာကြောင်းတယ်ဒုက္ခသစ္စာသိတဲ့ပုဂ္ဂိုလ်ဟာသမုဒယမက္ခနိရောဓသစ္စာကိုသိကြပါသလားသိပါတာသိနိုင်ပါသလားလို့ဆွေးနွေးကြတဲ့အခါမှာကဝံပတိမချီကငါရှင်တို့တပည့်တော်ဆောက်ထားပြီးပြီပါခန္ဓာဝမြတ်စွာဘုရားရှင်ခန္ဓာဘာမှာတပည့်တော်သင်ယူခဲ့ရပါတယ်နာယူခဲ့ရပါတယ်အရှင်ပုဂ္ဂိုလ်သည်ဒုက္ခသစ္စာကိုပိုင်းခြားသိ၏ဒုက္ခကိုယ်သမုဒယသစ္စာဒုက္ခဖြစ်ကြောင်းသမုဒယသစ္စာကိုသိတယ်ဒုက္ခချုပ်ငြိမ်းကြောင်းမေဃသစ္စာကိုသိတယ်ဒုက္ခချုပ်ငြိမ်းခြင်းនិရောဓသစ္စာကိုသိပါတယ်ငါရှင်းလို့အရှင်ပုဂ္ဂိုလ်သည်သမုဒယသစ္စာကိုပိုင်းပိုင်းနိုင်နဲ့ချင်းချင်းနေနေသိ၏ထိုပုဂ္ဂိုလ်သည်ဒုက္ခသစ္စာကိုလည်းသိ၏ဒုက္ခချုပ်ငြိမ်းကြောင်းကိုလည်းသိဒုက္ခချုပ်ငြိမ်းခြင်းကိုလည်းသိ၏အရှင်ပုဂ္ဂိုလ်သည်ဒုက္ခ၏ချုပ်ငြိမ်းကြောင်းမေဃသစ္စာကိုပိုင်းခြားသိ၏မေဃသစ္စာကိုပိုင်းခြားသိတဲ့ပုဂ္ဂိုလ်သည်ဒုက္ခသစ္စာကိုလည်းပိုင်းခြားသိ၏သမုဒယသစ္စာကိုလည်းပိုင်းခြားသိ၏နိရောဓသစ္စာကိုလည်းသိပြီးသားဖြစ်၏အရှင်ပုဂ္ဂိုလ်သည်နိရောဓသစ္စာကိုမြင်မောက်ပြီးအရှင်ပုဂ္ဂိုလ်သည်နိရောဓသစ္စာကိုပိုင်းပိုင်းနဲ့ချင်းချင်းနဲ့ပြီးထိုပုဂ္ဂိုလ်သည်ဒုက္ခသစ္စာကိုလည်းပိုင်းခြားမြင်ပြီးသားဖြစ်တဲ့သမုဒယသစ္စာကိုလည်းပိုင်းခြားသိပြီးတော့ဖြစ်တဲ့မေဃသစ္စာကိုလည်းပိုင်းခြားသိပြီးသားဖြစ်တဲ့သစ္စာဓမ္မပါကိုမြင်ပြီးသစ္စာ၄ပါးလို့အကျိုးဝင်နေတယ်ယန္တာမထေရကြီးကတန်ဃာတော်ရှင်မြတ်တွေကိုဖြေပေးတယ်နော်မှန်ပါဗျာဒီတော့ဒီနေ့ကမ္မဋ္ဌာန်းကိုလုပ်ငန်းဝင်ကြတဲ့တို့တရားဓမ္မဝိသနာမှာဘာသစ္စာကိုပြီးအောင်တို့အိမ်စူးစမ်းနေတယ်လို့ပြီးရင်ဒုက္ခသစ္စာသစ္စာ၄ပါးထဲမှာဒုက္ခသစ္စာကိုပြီးအောင်လာစူးစမ်းနေတယ်မှန်ပါဗျာနော်မှန်ပါဗျာဒီယုတ်ဒီနာဒီခန္ဓာကိုယ်ကြီးတို့ဤအနေမတဲ့ဒရစဖြစ်ပြီးပြည့်စည်နေတဲ့ဒုက္ခသစ္စာပုံသာပိုင်ပိုင်နဲ့ချင်းချင်းလေးလေးကိုယ်ကိုယ်ကိုမြင်ပြီးလို့ဆိုရင်သမုဒယသစ္စာကလည်းမြင်ပြီးသားမေဃသစ္စာကိုလည်းမြင်ပြီးသားនិရောဓသစ္စာကိုလည်းမြင်ပြီးသားဖြစ်နေတယ်တဲ့။ဟောမှန်တယ်ဒီနေ့ခန္ဓာကိုယ်တတိယသံသောအာယုဖြင့်ကြိုက်တဲ့ကြည့်နေတော့အကြည့်ခန္ဓာဖြစ်တဲ့ယုတ်နံအစဉ်တို့သည်
အမြဲမပြတ်ဒရဇတ်ဖြစ်နေတယ်ပြည့်နေတယ်မှန်ပါဗျာဟုတ်လားမှန်ပါဗျာရုပ်တရားကိုပဲကြည့်ကြည့်နာမ်တရားကိုပဲကြည့်ကြည့်ယုံနာအစဉ်တို့ပေါ်မှာပရိပဋ္ဌာန်လက်တိုင်ထားပြီးကြောင်းကြဆိုင်ပြီးစိတ်ကိုတက်ကောင်းတက်တာလေးထားမှန်ပါဗျာစိတ်ကိုကြည်နေတဲ့ရှင်းသောအာယုံလေးပြီးကြောင်းကြလေးစိုက်ပြီးခန္ဓာအကဲကပ်ပြီးကြည့်နေတဲ့ယောဂီရဲ့သိစဉ်မှာပါသစ္စာကိုမြင်ယုံနာအစဉ်တို့ဒီအမြဲမပြတ်ကြရစဟောက်ပြန်ပစ္စည်းပြနေတယ်မှန်ပါဗျာကြည့်ထားမှန်ပါတရားဟောနေပြီဆိုရင်ခန္ဓာကိုယ်ကြည့်ထားမှန်ပါဗျာတရားဆိုတာကကြည့်တတ်သောပုဂ္ဂိုလ်အတွက်အမြဲတမ်းတရားပြီးပေါ်နေတယ်မှန်ပါဗျာမကြည့်တတ်တဲ့ပုဂ္ဂိုလ်အတွက်တရားပြီးမပေါ်ဘူးနော်မှန်ပါဗျာကြည့်တတ်ရင်တရားမကြည့်တတ်ရင်မတရားမှန်ပါဗျာကြည့်တတ်ရင်တရားမကြည့်တတ်ရင်ဘယ်လိုတရားနာလဲဆိုတာခန္ဓာကိုကြည်နီးလာတယ်လားမှန်ပါဗျာဟုတ်ကဲ့လားမှန်ပါဗျာမိမိတို့ရဲ့ရရှိတဲ့အချိန်လေးကိုဘုရားရှင်ရဲ့အဆုံးအအာရုံတို့ဖြင့်တွေ့ရှိထားနေဖို့ခန္ဓာကိုယ်ကိုဉာဏ်နဲ့ကဲကပ်ပြီးတောင်းကြဆိုင်ပြီးကြည့်နေဖို့အဲ့ဒါလိုကြည်တတ်သွားပြီးမြင်တတ်သွားပြီးသဘောပေါက်သွားပြီးလို့ဆိုရင်ယောဂီရဲ့ဉာဏ်ဝေးတော့အလိုလိုပါဖြစ်ရှင်းရှင်းလင်းလင်းကိုယ်သဘောမပေါက်လာဘူးလားသဘောပေါက်ပါခန္ဓာတစ်ခုလုံးကိုပါသစ္စာလို့သဘောပေါက်လာထိုင်တဲ့ခန္ဓာပါသစ္စာလဲလို့ထင်နေရောယက်တဲ့ခန္ဓာနဲ့ပါသစ္စာလို့မြင်ရင်သိကြသွားနေတဲ့ခန္ဓာပါသစ္စာလို့မြင်ရင်တရားနေတဲ့ခန္ဓာပါသစ္စာလို့မြင်ရင်ဒုက္ခသစ္စာနော်ဒီဒုက္ခသစ္စာကိုပရိဇာနထပစ္စဖြင့်မြင်ရမှန်ပါဗျာအဘေကဒုက္ခသစ္စာပရိဇာနတောသမုဒယသစ္စာပဇာတောမေဃသစ္စာဘာဝိတောနိရောဓသစ္စာသစ္စိကရဏောဘေကဝေဩနာတိဒုက္ခဝေမာလောကိလုံညာစိတ္တရှိသမီပေါင်းတို့ဒုက္ခသစ္စာယုတ်လမသင်္ခါရတရားတို့ရဲ့ရှိမှမြတ်သောဖြစ်ပြီးပြည့်စည်တဲ့ဒုက္ခသစ္စာကိုပရိစ္ဆာနံတော်ပိုင်ပိုင်နိုင်နိုင်ရှင်းရှင်းလင်းလင်းသိပါစေမှန်ပါဗျာဘာလို့သိပါစေလဲဒုက္ခသစ္စာကိုပိုင်ရှားသိပါစေတဲ့ဗျာနော်ခန္ဓာဒုက္ခကိုမြင်ဖို့ပြောကြတာဒုက္ခကိုခန္ဓာဒုက္ခဒီခန္ဓာဒီဒုက္ခဟုတ်ကဲ့လားခန္ဓာဒီပါလေဒုက္ခပါဗျာသံသာလို့လားဆင်းရဲလို့ဆင်းရဲပါဗျာဒီလိုလုံးဉာဏ်နဲ့ဆုံးကြည့်မှန်ပါဗျာနော်မှန်ပါဗျာနေတဲ့အခါမှာခန္ဓာထောက်ပြီးတော့ပြန်ရှိမှန်ပါဗျာယံတုံမလို့မရှိနဲ့မှန်ပါဗျာသစ္စာကိုမှန်ပါဗျာသစ္စာတရားဆိုတာအမှန်ကိုအမှန်နဲ့ကြည့်ပြီးတော့ဖြေမှသစ္စာထိုက်တယ်မှန်ပါဗျာအဲ့ဒီရှိမှကာယကံကုသိုလ်တွေဝစီကံကုသိုလ်တွေမနောကံကုသိုလ်တွေဖြစ်နေဖြစ်ပါဗျာနော်အဲ့ဒီတော့ခန္ဓာတစ်ခုလုံးကြီးဉာဏ်ပြောပါသစ္စာဒုက္ခပါဗျာဘယ်သူကစီမံထားတာတော့ဘယ်သူပြုလုပ်တဲ့ကံတိမှုနဲ့ပြုလုပ်သလားမတိမှုနဲ့ပြုလုပ်သလားမတိတာကအဝိဇ္ဇာပြုလုပ်တာကသင်္ခါရရရှိထားတာကဒုက္ခသစ္စာဟုတ်ကဲ့လားတန်ပြောပါဦးမတိတာကအဝိဇ္ဇာအမှန်လေးကျက်တရားနဲ့ကိုယ်ကွယ်ဝဲပိတ်ခါအဝိဇ္ဇာကြောင့်မှန်ပါဗျာဟုတ်ကဲ့လားမှန်ပါအမှန်လေးတရားနဲ့ကိုယ်ကွယ်ဝဲပိတ်သစ္စည်းထားတာကာစီးထားတာဘယ်လိုလဲအဝိဇ္ဇာလောကကြီးကိုဘုရားရှင်ကဖောင်မှန်ထတဲ့ပြီးတော့ဘုရားအယံလောကောဤလောကကြီးအံတိဘုံတော့မှောင်ကျနေတယ်မှန်ပါဗျာ
လောကကြီးပါဖြစ်နေတယ်အာမိဘုဒ္ဓအယံလောကောတလူကတိဝိပါဒတိတကုလောဇာလမုတ်တော်ဝလောကမှာပိုက်ပေါ်တွေကလွတ်တဲ့ငယ်ကြီးအနေနဲ့လာရှိတယ်လို့ပဲတဲ့ဒုက္ခတန်ត្រာကလုံးရောက်တဲ့ပုဂ္ဂိုလ်ကအနေနဲ့လာရှိတယ်ဟုတ်လားဣတိတဝိသေကာမဝတ္တုရဲ့နောက်ွယ်ခြင်းကြောင့်ဝိပါကဝတ်ခြင်းမှာလဲပတ်နေတဲ့ယိတိတတဲ့လက်ဒီဘဝတွေကနေလာညာကြီးလာဒါကြောင့်ရှိရတော်ကောင်းကြီးကဝတ်သုံးဤဝိသေတဲ့ညင်းဆဲတဲ့ဤလူဘုံအကိမတဲ့ဘဝတွေစုံပြီးအိုနာပြီးထပ်ဝေမှန်ပါဗျာဒီရှုကလေးမှန်ပါဗျာနော်ခန္ဓာကိုယ်ကဘောသုံးပါးလုံးကဘာဖြစ်လဲဝိတဲ့နေတယ်တန်ဝိစိတ်ဆက်နေတယ်လို့ပဲမှန်ပါဗျာဝတ်သုံးဤဝိသေတဲ့ညင်းဆဲတဲ့ဤလူဘုံညင်းဆက်မခံရဘူးလားဣတိတဝေကမောဝေကြောင့်ဒုက္ခဝိပါကဝတိဟုသောညင်းဆဲခံရအဲ့ဒီဝိပါကဝတ်ဆိုတာကမိုးခြင်းမဲနဲ့ကိုယ်အနာခြင်းမဲနဲ့မသိခြင်းမဲနဲ့ဝိပါကဝတ်မှန်ပါဗျာဟုတ်လေလားဝိပါကဆိုတာအကျိုးဆိုတယ်နော်မှန်ပါဗျာဝိပါကဝတ်ဆိုတာအကျိုးတရားအဲ့ဒီအကျိုးတရားဖြစ်ပေါ်ခြင်းသည်အလိုတော့ဝါလေးပေါ်လာတာအကြောင်းကြောင့်အဲ့ဒီဝိပါကဝတ်ရဲ့အကြောင်းတရားကိုခြားရတာဘယ်သူနဲ့လဲဣတိတဝိနဲ့တလုံးတလုံးထောက်ပြမယ်ဆိုရင်နံပါတ်1ဆယ်ဝိုင်းမှာအဝိဇ္ဇာရဲ့နံပါတ်1ဆယ်ဝိုင်းမှာနော်အဝိဇ္ဇာနဲ့သင်္ခါရနံပါတ်3မှာတဏှာရဲ့ဥပါဒံရဲ့သမဘော၅ပါးနော်အဝိဇ္ဇာရဲ့တဏှာရဲ့ဥပါဒံဆိုတဲ့၃ပါးကြတော့ဘာလို့ခေါ်ကိလေသာဝတ္တ၃ပါးကိုခေါ်တယ်ဘာလို့ခေါ်ပါလဲခန္ဓာဒဂရမတွေညီးတာကိုပြစ်တာများလိုက်တာတော့အဲ့ဒါလိုညီးလိုက်တာမှန်ပါဗျာဒီလိုသိကိလေသာများတာပဲဒီကိလေသာသိများတာပဲအဲ့လိုတိုးနဲ့လို့ပြောနေကြမှန်ပါဗျာဘာကိုပြောတယ်လို့ဆိုတာလေသိဖို့လိုအပ်တယ်မှန်ပါဗျာဘာဒီအမြဲတမ်းတော်ဟုတ်ဝေလို့အဝိဇ္ဇာတဏှာပြည့်တယ်အဝိဇ္ဇာဆိုတာမတရားကိုတဏှာဆိုတာလိုချင်တတ်တဲ့ဥပဒံဆိုတာဉာဏ်ဉာဏ်မှန်တဲ့ညတွေဆွဲတယ်ကြားစီယမှန်တဲ့ညတွေကိုဆွဲတယ်နာမ်စီယမှန်တဲ့ညတွေပေါ်မှာဆွဲပါသာစီယမှန်တဲ့ညတွေပေါ်မှာဆွဲပါယာနာကောင်းတဲ့မှန်တဲ့ညတွေပေါ်မှာအာယုမှန်တဲ့ညတွေမှာဆွဲလန်းတဲ့တော့ကာမုပဒံတို့ဒိဋ္ဌုပဒံတို့သီလပฏิပဒံတို့ဟုတ်တယ်လားအတ္တဝါဒုပဒံတို့ဥပဒံ၄ပါးမဟုတ်လားမှန်ပါအဲ့ဒီလိုအမှားဒီပေါ်မှာဆွဲဆွဲလန်းလန်းဖြစ်နေတဲ့ဒုက္ခကြောင့်ချမ်းသာမလားဆင်းရဲမလားဆင်းရဲပါဗျာအမြဲတမ်းနေဝဲနေရတာဥပဒံကြောင့်မှန်ပါဗျာကာမုပဒံကြောင့်မှန်ပါဗျာကာမဂုဏ်ဒီပေါ်မှာမှားရင်းတော့ဆွဲနေလို့မှန်ပါဗျာအယီဝါဒပေါ်မှာမှားရင်းတော့ဆွဲနေတဲ့ဒိဋ္ဌုပဒံလို့ငါတို့ဓမ္မမှန်တယ်ငါတို့ဓမ္မငါပြောတာမှန်ပဲလို့ငါပြည့်တဲ့သိမဲ့တဲ့အတ္တဝါဒအတ္တဆွဲမှန်ပါဗျာဟုတ်လားမှန်ပါဗျာပြီးတော့မှစာတောင်းနေတဲ့ပတ်သက်ပြီးတော့ဆွဲနေတဲ့သီလပฏิပတ်တာသီလပฏิပတ်တာမှန်ပါဗျာနော်မှန်ပါဗျာအဲ့ဒီသီလပฏิပတ်တာဟာအတ္တသီလမထာကိုဆောင်းတယ်မှန်ပါဗျာနော်မှန်ပါဗျာကိုညင်းဆဲပြီးတော့ကျင့်တဲ့အကျင့်ကိုဆောင်ပါတယ်မသာမသာပဲကျင့်တဲ့အကျင့်မှန်ပါဗျာနော်မှန်ပါဗျာဟောတခါတည်းတတ္တကသာမတရားရတယ်လို့ဆွဲထားတဲ့အဆွဲဒီလမတ္တပရမတ္တမှန်ပါဗျာအမှားဆွဲမှန်ပါဗျာနော်မှန်ပါအဲ့ဒီဆုံးမကအစာတောက်တာအကျင့်လားအကျင့်ပါဗျာ
ကျင့်ရတယ်အစမ်းတော့ခန္ဓာကိုယ်အာဟာရကပြောင်းဖြစ်ရတယ်အာဟာရပြည့်ရင်ခန္ဓာကိုယ်ခိုင်းရတာအစဉ်ပြေပါလေဗျာအာဟာရမပြည့်ရင်ခန္ဓာကိုယ်ခိုင်းရတာအစဉ်ပြေပါဘူးဗျာအဲ့ဒီမှာမျက်နှာသိတာကလေးလို့ဆိုတော့ဝိပဿနာဉာဏ်လို့သိတဲ့အခါပြီးမှန်ပါဗျာဝိပဿနာဉာဏ်ကိုညွှတ်လိုက်တဲ့အခါမှာဝိပဿနာဉာဏ်ထက်အောင်ညွှတ်လိုက်တဲ့အခါမှာအဖြစ်တော်ဘောအဖြစ်တော်ဘောဉာဏ်နဲ့ညွှတ်လို့မပေါ်နိုင်ဘူးမှန်ပါဗျာအာဟာရနဲ့မပြည့်စုံဘူးအာဟာရမပြည့်စုံတော့ဉာဏ်မရှိဘူးနော်မှန်ပါဗျာဉာဏ်မကြည့်ရင်ကိစ္စပုံများတယ်မှန်ပါဗျာဒါကြောင့်ဒီလက်ဒီကာလမှာအစမ်းတော့ဒီကအစအားလုံးရှင်းရှင်းပြများနေတယ်မှန်ပါဗျာအတိအကျစားတာပဲပြအဲ့ဒီအတိအကျမှာဓာတုကိရပစ္စည်းတွေနဲ့ပါပါလေဗျာဟုတ်လားမှန်ပါဗျာမုံလာလေးစားတော့မုံလာမှာဓာတုကိရပစ္စည်းနဲ့မှန်ပါဗျာဘယကိစ္စဘယကိမှာဓာတုကိရပစ္စည်းနဲ့မှန်ပါဗျာသဘာဝရဲ့သဘာဝဓာတုကိရပစ္စည်းနဲ့မှန်ပါဗျာများသောအဖြစ်ပေါ့အနေနဲ့လာမှာပါဟုတ်ကဲ့လားအဲ့လိုဓာတုကိရပစ္စည်းတွေကစိတ်ကိုထိုင်မှန်စေတဲ့ကိရိတာအာယုကိုအမြဲတမ်းတိုးပွားစေတဲ့ဆိုတာရာဂသူပြောတဲ့ဒေါသသူပြောတဲ့မောဟတွေသူပြောတဲ့မှန်ပါဗျာညားလိုက်ပြီနော်မှန်ပါဗျာအဲ့တော့ရာဂဒေါသမောဟတွေတိုးပွားစေတတ်သောကြောင့်ထောက်ပါလို့ပါညာရှိမှန်ပါဗျာဒါကြောင့်မို့လို့တရားဓမ္မကြီးအာဟာရပြည့်စုံဖို့လိုတယ်လို့ပြောတယ်မှန်ပါဗျာနော်မှန်ပါအဲ့ဒါအာဟာရသုတ္တမှာအာဟာရနိတိယအရဟတပါပုဏ္ဏတိဆိုခြင်းကြောင့်အာဟာရနေရာဒီအရဟတမဉ္ဇဉ်ဘုံဉဏ်ကိုပြီးကြည့်လို့ပြုတယ်မှန်ပါဗျာဘယ်ကိုကြည့်လို့ပြုတယ်အရဟတမဉ္ဇဉ်ကိုယဟန္တာဖြစ်အောင်ကြည့်လို့ပြုတာဒီအာဟာရမှန်ပါဗျာအဲဘလို့ဆွမ်းလူတဲ့ပုဂ္ဂိုလ်တွေကအစဉ်ကိုလူတန်းတာရောက်တယ်မှန်ပါဗျာဟုတ်တယ်လားမှန်ပါဗျာမိမိရဲ့အသက်ကိုလူတန်းတာလည်းရောက်တယ်မှန်ပါဗျာဟာရစာရအသက်ရှိရှိနေလာနေလို့ရတာကိုမှန်ပါဗျာအာယုဝန္နဒုက္ခရှမ်းသာခြင်းကိုလည်းလူတန်းတာရောက်တယ်ချမ်းချမ်းသာသာနဲ့နေလို့ရတဲ့အာဟာရပြည့်စုံတယ်မှန်ပါဗျာဗလအင်းအားကြီးပြည့်စုံတယ်မှန်ပါပရိယပฏิပတ်အလုပ်တွေလောကီလောကုတ္တရာလုပ်ငန်းတွေကိုဆောင်ရွက်နိုင်တဲ့အားပြည့်စုံလို့မှန်ပါဗျာပရိပါဒဉာဏ်ပညာကိုလူတန်းတာလည်းရောက်တယ်မှန်ပါဗျာဟုတ်ကဲ့လားမှန်ပါဗျာဒါကြောင့်မလို့သီလရှိတဲ့ပုဂ္ဂိုလ်တွေတရားစကားတွေမှာဆောင်းလူကြတဲ့ပုဂ္ဂိုလ်တွေကပြီးတယ်အကျိုးများလို့သီလဝါဒပုဂ္ဂိုလ်တွေကရှိတဲ့ပုဂ္ဂိုလ်တွေကိုလူတန်းတယ်လူတန်းတော့အဲ့ဒီလူတန်းကိုရလိုက်တဲ့ကုသိုလ်တတိယကိုလည်းအလုံးကြီးစုများနေတာပြီးတော့လူများကျန်တော့လည်းသက်သာတရားလေးကိုနားထောင်ပြီးသက်သာတရားလေးသိပြီးတော့မနေ့ကပြောခဲ့တယ်ပေါ့နော်သိလို့လူတန်းနဲ့မသိပဲလူတန်းမတူဘူးနော်ရှိလို့လူတန်းနဲ့သိလို့တူဖို့လိုတယ်ကွာညားလဲတယ်နော်ရှိလို့လူတန်းချက်သိလို့လူတန်းရှိပြီးလူတန်းတာနဲ့သိပြီးလူတန်းတာကပို့ကြည့်လို့များချာမှန်ပါဗျာနော်မှန်ပါဗျာအာရမပစ္စည်းကဘယ်လောက်ရှင်းလာတာလဲဘယ်သူမှရေးဆိုင်ကြမလို့ကမ္မကံကတူလို့စိတ်ညှိလို့ရတာဟုတ်ပြီအဲ့ဒါလိုလူတာကကုသိုလ်ဖြစ်ပါမယ်မှန်ပါဗျာဒါပေမဲ့မဉ္ဇဉ်ပုံညာမပေါ်ဘူးမှန်ပါဗျာအရင်လိုမပေါ်ဘူးလို့ဆိုတော့သစ္စာမှမသိပဲသိပါဘူးဟုတ်ကဲ့လားမှန်ပါဗျာအခုနိုင်ငံခြားပြည်မှာလူတွေရတာအများကြီးပဲကမ္ဘာမှာပြည်ရတဲ့ဘယ်မှာရည်ပြီးနေတဲ့လူတွေရတာအများကြီးမှန်ပါမိမိရဲ့လူတွေရအများကြီးမီလီယံနာဘလောက်လူတဲ့ဘာလောက်လူပေးတဲ့စသည်အပြင်သူတို့ဒီရှိလို့လူလာမှန်းတယ်မှန်ပါဗျာအသိဉာဏ်တော့မပါပါဘူးဗျာဒီလူတိုင်းရဲ့ကုသိုလ်ကောင်းမှုပြီးဒုက္ခဘဝကျွတ်လို့ရပါလို့ဤတို့များအသိရှိတယ်ရှိပါဗျာရှိဘူး
သူတို့တဏ္ဍာမှာဒုက္ခသစ္စာကိုပိုင်ဆိုင်ပြီးတဲ့အသိမရှိသမုဒိယသစ္စာကိုပယ်တတ်တတ်သောအသိမရှိမေဃသစ္စာကိုပွားများလိုတဲ့ဆန္ဒမရှိဤရောဓသစ္စာဆိုတဲ့ပရာဏတ်ရှိညာလည်းပြီနော်ဘာဏိသောဘုခံရလို့အဝိဇ္ဇာစရှိသောကိလေသာဝတ္တရားနော်ကမ္ဘာလောကကြီးသူတည်နေကြတာဒီလေကိုယ်တို့ပထမအချိန်ကိုအင်္ဂလန်နိုင်ငံရောက်သွားတယ်နန္ဒဝိညာဉ်ကြီးပေါ်ကြည့်လေးကခဏလေးကြားရရှိတို့ကြလိုက်တာရုပ်ပိုင်းဆိုင်ပါလေကြောက်ဆက်နေရည်နဲ့ဩဒဒံကြီးနန္တော်ကြီးဆောက်ထားတယ်အောတန်လေးကောင်းတဲ့ရုပ်ပိုင်းဆိုင်တယ်ဒါပေမဲ့စိတ်ပိုင်းဆိုင်ရာကြတော့ရဲတယ်ဗျာလူတယောက်တတ်မယ်ဆိုရင်ခါမှအနတ်ပါမိလားစိတ်တကောင်ငှက်တကောင်တတ်သိလိုက်တယ်လို့ပဲဟုတ်ကဲ့လားဒီခံမှုမရှိဘူးတုံးနေတူနော်ခေါ်လာမှုမရှိပြီးတော့သူတို့ခြံမှာရှိနေတာလူကလည်းအများကြီးစိတ်ကိုအမြဲတမ်းရည်စီရတာကဲဉာဏ်ရည်တရားကြီးဖြစ်နိုင်ပါမလားဖြစ်နိုင်ပါဘူးဗျာယောဂတုမဲ့ဆရာဘယ်တော့တိုးတက်စိတ်ပိုင်းဆရာကိုကမ္မထာအာယုလို့မတွေ့ကြည့်ထားသေးတဲ့ကာလကတော့ဉာဏ်ရည်တရားကိုမရနိုင်ဘူးနော်မှန်ပါဗျာဒီတော့ဘုရားရှင်သုံးပါမှာအမြဲတမ်းစိတ်ကိုပါဖြစ်စီတယ်။ဉာဏ်ကြားစေပါဗျာ။ဉာဏ်ကြီးစီတဲ့နာယီဇေကနာအင်းသုံးဇေကနာသုဒ္ဓဇေကနာဘယ်ရှင်သုဒ္ဓဆင်းရဲသုဒ္ဓဆင်းရဲရှင်နေလေးမှာအမြဲစိတ်ကိုပါဖြစ်။ဉာဏ်ပါဗျာ။အဲကြောင့်မလို့ဘဝမတိမရှင်မြတ်ကအရှင်တို့အမြဲပုဂ္ဂိုလ်ဒီဒုက္ခသစ္စာကိုပိုင်ပိုင်နဲ့ရှင်းရှင်းနဲ့သိ၏ထိုပုဂ္ဂိုလ်ဒီသမုဒိယသစ္စာကိုလည်းသိပြီးသားဖြစ်ပါပြီခန္ဓာကိုယ်ယုံနဲ့ဓမ္မသင်္ခါရတရားတို့ရဲ့ဖြစ်ခြင်းကိုမြင်တဲ့ပုဂ္ဂိုလ်တဏ္ဍာနဲ့သမုဒိယသစ္စာအလိုလိုပယ်တတ်ပြီးဖြစ်နေတယ်မှန်ပါဗျာနော်မှန်ပါဗျာခန္ဓာဖြစ်စဉ်ကိုကြည့်နေလို့ခန္ဓာကပေါ်နေတဲ့သဘောတည်းပေါ်မှာဉာဏ်လေးနဲ့ထက်ထက်ပြီးကြည့်နေလို့မှန်ပါအခုနာယီဝဲကြော်နေပြီခန္ဓာကဖောက်ပြန်နေတာလေးကိုကြည့်မှန်ပါဗျာမစင်းရဲနေဘူးလားစင်းရဲပါဗျာဒါဘယ်သူကပြနေတာဒီဘုန်းကြီးကပြတာမဟုတ်ဘူးဟုတ်ပါဗျာဘုရင်တို့ကတရားဓမ္မတွေနာပါစီရှင်းပါစီသိပါစီခဲပါစီတို့များဆုတောင်းပေးကြလားမဟုတ်ပါဘူးဗျာသူပေကိုခန္ဓာကိုယ်ကြီးကခန္ဓာကတော့ရုပ်ပနာလက္ခဏာရူပကျုပ်တို့ဒီမှာအမြဲတမ်းပါသဘောဆောင်တယ်။ဟောပြန်ခြင်းသဘောကိုဆောင်တယ်။အမြဲတမ်းနှိစ္စမှုသဘောကိုဆောင်နေတယ်။အဲဒီဟောပြန်နှိစ္စနေတဲ့ဒီခန္ဓာကိုယ်ကြီးကိုဒီကံဒီကြောင်းရဆိုင်ပြီးကြည့်ပါညာမှာဩခန္ဓာကိုယ်ကြီးမကောင်းလိုက်တာ။နော်မကောင်းတာကိုမကောင်းမှန်သိလာပါလေသိနေရမှန်ပါဗျာထိုင်လဲဟောမကောင်းပါလားထပ်သွားနေလဲမကောင်းပါဘူးဗျာလျောက်ပြီးလဲမကောင်းပါဘူးဗျာကိုမကောင်းတာကိုသိဖို့လိုတယ်မှန်ပါဗျာမကောင်းပါလေအကောင်းလို့မထင်နဲ့မှန်ပါဗျာငါကိုဟုတ်လာပြီဘဝိမမြင့်နဲ့မှန်ပါဗျာမာနမထောင်နဲ့မှန်ပါဗျာဟုတ်ကဲ့လားမှန်ပါဗျာလောကကြီးဟာဘာတစ်ခုမှအစိုးရတရားမရှိဘူးရှိပါဘူးဗျာဒီနေ့အိမ်နဲ့ယာနဲ့ပစ္စည်းဥစ္စာနဲ့လုပ်ငန်းကံခင်းနေတဲ့အစစကြရာအစီအပြေနေတယ်လို့ပဲဒါပေမဲ့
ကိုကြီးရဲ့အိမ်ကိုမေးကြည့်ငါအိမ်လားလို့မေးကြည့်ယုံနေတာဥစ္စာမကွဲပြီးခက်ခဏနေဖို့အတွက်ရှိနေတာဥစ္စာကွဲလိုက်တဲ့ယုံနေတာဥစ္စာကွဲတဲ့နေပြီးဒီငါဆင်းပြရသုံးရက်တည်းပြင်ကိုမထားဘူးနော်သူပုဂ္ဂိုလ်ကြီးတေးတော့အိမ်တော်တယ်မလားလို့ဆေးရုံမှာဒီတစ်ခါလေးဥဒ္ဒံပို့လိုက်တာဒီကဲမှာဟောထားတာနော်ကဲလောက်ကြည့်တရားကြစရာကောင်းတယ်ဩဒီမကန်ကိုခြံခဲ့ရတယ်ဘောမာသာလာတမီငါစီငါမေငါအေငါလေးတွေအမိသားစုတွေအစီအပြောင်းနေမညာခြာလိုက်တော့ဘုလိုရကဲဒိုင်းဆိုရင်ဒီရက်ဒီသွားရောညာဆုံးတော့ရဲ့ပြီးရင်ဆွဲချတော့တာပဲပြစ်ထားလိုက်တာပဲထားလို့တော့အစီအပြောင်းမှာသုံးလို့မှမရတော့ဘူးဟုတ်လားအခုရုပ်ရည်နာဥစ္စာမကွဲသေးလို့နည်းနည်းသုံးလို့ရနေတာလူလူသူလူဖြစ်နေတာဟုတ်ကဲ့လားရုပ်ရည်နာဥစ္စာကွဲကြီးဘယ်သူမှလည်းအနားမှာမကရှိတော့စကားအဖို့မလို့ရှိတော့အဖို့လို့ရမယ်ပုဂ္ဂိုလ်မရှိတော့တကယ်လို့သေစားအနေနဲ့တော့သေပြီးကတည်းကရဲ့ဆိုတဲ့စင်ကြည့်တယ်။ဆိုရင်ဒီ9ရက်6ရက်ဆိုရင်ဘာဖြစ်လာလဲ။ခါကျင်ကိုရင်းနေတော့လို့နာတောင်းမှပဲနှာခေါင်းကြီးပိတ်ပြီးတော့ဟုတ်ကဲ့လား။ပြီးတော့ကိုယ်စောထောင်းနံလို့ကိုယ်စောဟောင်းညီနံလာနံလို့အိုးညံပြစ်လိုက်ပါတော့ရချလာပြီလေဒီလိုကမုံမီဒီလိုနဲ့ငါမနေရောကအမြင်မြင်ပို့တော့အသုဘကိုကရန်ပြီးတော့တာတော့ပါလိရှာဒီမန္တအောင်ချပွေခဲ့တဲ့လုံလာတဲ့တိုင်လေးကအိုးနေအောင်ရပါလို့ရတယ်နောက်ဆုံးတော့အာဟုတ်တခြားရတယ်နော်အဲ့ဒါလို့ပြည့်စုံနေမှာခံစားရတဲ့ဒုက္ခဝေဒနာတွေကနေလာညာကြီးအမျိုးလည်းတော့ယောဂရဲ့အင်းနဲ့အော်ပြီးနေရတဲ့ဘောညီလူပြီးနေရတဲ့ဘောနော်အဲ့တော့ဒီပိုင်းလောကတော့ဒီကမ္ဘာတရားဝင်မကောင်းဆေးရုံဝိုင်းအဲ့ဒီကမ္ဘာလည်းအသက်က40ကျော်ရှိပြီစီဝါကြီးကလည်းအောင်မြင်တယ်မပြောပါလုပ်ငန်းတွေနေရင်းကနေကြီးပွားဘာပြောလဲပဲတိုင်းဆိုကိစ္စယောဂဖြစ်တယ်46လည်းပဲရှိနော်လူတန်းပြီးတော့အနေချင်းရှိတယ်သီလကလည်းမပြောကြတော့ဝိပဿနာတရားစကားလို့တစ်ခါမှမဝင်ဘူးဘဝကဲသွားရတော့ဒီဝေဘုံကြီးတော့ပြန်အောင်ဗျာဘုံကြီးတော့မပြည့်နေတော့ဘူးလားပြီးတော့ဒီကောင်းရင်လည်းကျမ်းမာရေးကောင်းရင်တရားစကားဝင်မယ်နော်အောင်မယ်မတန်ပေါ်တော့လည်းကျမ်းမာတရားစကားဝင်မယ်ဟုတ်လားကျမ်းမာစီတော့ခေါ်ရဲဒီတရားစကားလေးပါဝင်တရားထုံးတရားနိဒာနာတရားလို့လို့အမှန်တည်းတော့တော့ရောက်ပါပါဗျာနောက်တော့ရောက်ပါပါဗျာလို့ဘယ်လိုလဲထဲကိုရောက်ပါဒီနည်းတွေရောက်ပါအခုဘုန်းကြီးသွားလိုက်တော့အဲ့ဒါတရားလေးပါတော့ဟောသူတို့တွေပြုလို့ပါတယ်သိန်း50တော့ရောက်မှအထက်ကမ္မထမ်းကျောင်းတော်ဆောင်ဖို့အတွက်ဆိုပြီးတော့အဲဒီပဲသိန်း50ပဲဖြစ်တဲ့ဒီလက်ရှာနေဘုန်းကြီးနဲ့ဒီ3-4လောက်ပဲရတယ်ဒီတော့ဒီလိုတော့ကြတယ်နော်ဟုတ်ပါဗျာတော့ကာကြီးမှာဘယ်မှာလဲသူ့နောက်ကသူ့နောက်ကပါပါဆောင်းနေတဲ့ပစ္စည်းအကြီးရာကြီးတက်ကြီးတာကြီးအာ
မှမဖြစ်ချင်ရတာမှန်ပါဗျာဒါကြောင့်မလို့တရားဓမ္မတို့ရဲ့မိမိရဲ့ဘဝကိုကျူတင်ပြီးတော့ဘုသူဆုံးမနဲ့ပေါင်းစည်းထားဖို့လိုတယ်ကျူတင်ပြီးပစ္စည်းစုရတယ်နော်မှန်ပါဗျာကိုယ်ပိုင်ပစ္စည်းမှန်ပါဗျာဒါနကုသိုလ်သီလကုသိုလ်ဝိပဿနာဘာဝနာကုသိုလ်ဆိုတာကိုယ်ပိုင်ပစ္စည်းမှန်ပါဗျာအဲ့ဒီကိုယ်ပိုင်ပစ္စည်းဥစ္စာတွေဥစ္စာယရနာတွေတရာပိဒဥဒ္ဒဇာကစတဲ့သူတော်ကောင်းဥစ္စာယရနာတွေနှလုံးသားထဲမှာချက်ချမယ်ဆိုရင်မှန်ပါယဟန်ဖြစ်ဖြစ်လူဖြစ်ဖြစ်တက်တာရမရဘူးရပါဗျာလောကရန်တစ်ခုနဲ့သက်ဆိုင်လာရင်ဘဝတက်တာရရတယ်မှန်ပါဗျာနော်မှန်ပါဗျာအဲ့ဒီလိုမှသူတင်ပြီးတော့တရားအသိဉာဏ်ကိုမကျင့်ဒုက္ခသစ္စာပိုင်းခြားသိအောင်မကျင့်ထားဘူးသမုဒယသစ္စာကိုမပယ်တတ်သေးဘူးမေဃသစ္စာကိုပေါင်းညာမှုမရှိသေးဘူးဒီရောဓသစ္စာဆိုတာမသိနားမလည်သေးဘူးဆိုရင်ယဟန်ဖြစ်ဖြစ်လူဖြစ်ဖြစ်ဒီပုဂ္ဂိုလ်ဒီပဲရှိမှနောင်တာသိပါရဲ့ဒါမှန်ဖြစ်လာတဲ့အရှိမှဝန်းနဲ့ကြည်ကွဲမြည်ကြည်ဝဲနဲ့ဖြစ်မြဲတန်ပါတမတာမှန်ပါဗျာဟုတ်ကဲ့လားမှန်ပါဗျာဝန်းနဲ့ကြည်ကွဲမြည်ကြည်ဝဲဒီကလေးနဲ့ကဲစီးရဲစရာလားချမ်းသာစရာလားစီးရဲလောကကြီးပြီးကြောက်စရာကောင်းတယ်နော်မှန်ပါဗျာလောကကြီးဘာလို့ကိုကောင်းလဲမှန်ပါဗျာကောင်းတဲ့ပဲသိကောင်းတယ်မှန်ပါဗျာဒါကြောင့်ဘဝသံသာဤကိုချမ်းဝဲတုံရခန္ဓာပြေဆုံးကလည်းမတိတနိတရွေရွေနေမုံမိကြေကွဲမိဤဝဲတဲ့ပြည့်တန်ပါသမန္တာဤလောကကြီးဟာအဲဒီမှာမုံမိကြေကွဲမိဝဲမိတဲ့ပေါ်ကြမှာပါဘူးမှန်ပါဗျာဘုနောကဘာဒီမဘောနဲ့ကုသိုလ်နဲ့အကုသိုလ်မှလည်းဘာမှယူဆောင်လို့မရဘူးမှန်ပါဗျာအကုသိုလ်ကျမဲ့လုပ်ပြီးဉာဏ်လို့လုပ်ရပါဗျာဟုတ်လားကုသိုလ်ရမယ်လုပ်ပြီးအကုန်လုံးအကုသိုလ်ကျမဲ့လုပ်ပြီးမလုပ်နဲ့မှန်ပါဗျာကိုယ်တော့ကယူသွားနိုင်လို့လည်းမှန်ပါဗျာနော်မှန်ပါဗျာရိတ်ခါတော့ဉာဏ်များရှိဖို့လိုတယ်မှန်ပါဗျာအကြည့်ကဗဒါနအလုပ်ဖြစ်တဲ့ဝိပဿနာကျင့်ပါဗျာမှန်ပါမလုပ်မဖြစ်မှန်ပါဗျာမရှင်းမဖြစ်တဲ့အလုပ်ဒီဝိပဿနာဉာဏ်မှန်ပါဗျာဒီဝိပဿနာခန္ဓာဉာဏ်ရောက်တဲ့အတိတ်ဉာဏ်နဲ့ပေါ်လွင်ခြားတဲ့ပုဂ္ဂိုလ်ဟာရုပ်ကိုယ်လည်းပိုင်ခြားပြီးနာမ်ကိုယ်လည်းပိုင်ခြားပြီးယုတ်တဲ့နဲ့ပရမတ်ရှိရှိမှန်ပါဗျာခန္ဓာတစ်ခုလုံးကိုဘယ်ရှိမဲကြီးဘယ်လိုလောကဓာတ်နဲ့တွေ့တွေ့ပြုံးလုံးလေးပဲဩဒုက္ခသစ္စာကဒုက္ခသစ္စာလို့ပြနေပြီကိုမှန်ပါဗျာသူတစ်ပါးပြောပြလို့ဒီတန်ကကိုကျင့်ချလို့ဒီတန်ကိုတိုင်ကျင့်မှကိုယ်ကရတာနော်မှန်ပါဗျာကိုယ်တိုင်ကျင့်မှကိုယ်တိုင်ရပါဗျာကိုယ်တိုင်မကျင့်ရင်ကိုယ်တိုင်ရပါဗျာအဲ့တော့မိမိကိုယ်ပိုင်ရဖို့ဒီကိုယ်ပိုင်ဖြစ်ဖို့ဒီစိတ်ကိုအမြဲတမ်းမလုပ်ပြရသုံးပါဗျာသုံးပါနေရမယ်မှန်ပါဗျာပဋိသင်္ဍလည်းခိုင်တာကိုစိတ်ကိုသုံးပါနေရမယ်ခိုင်နေတယ်လည်းသုံးပါမပြင်းနဲ့မှန်ပါဗျာဝိရိယနဲ့ချော့ပြီးမနေနဲ့မှန်ပါဗျာခိုင်နေတဲ့စိတ်ကိုသုံးပါရက်နေတဲ့စိတ်ကိုသုံးပါတွားနေတဲ့စိတ်ကိုသုံးပါဘယ်ရောအိတ်တဲ့စိတ်ကိုသုံးပါမှန်ပါဗျာဟုတ်တယ်လားမှန်ပါဗျာဒီစိတ်ကြောင့်ဘုံတဲ့ဘုံလည်းရတယ်နော်မှန်ပါဗျာဒီစိတ်ကြောင့်အမေလေးကိုလုပ်ရတာနော်မှန်ပါဗျာဒီစိတ်ကိုသုံးပါလို့ရသွားလို့မဉ္ဇဉ်ပူညာပေါ်တာနော်မှန်ပါဗျာနေရာတကာစိတ်ကသာမှန်သွားပဒါနာမှန်ပါဗျာဟုတ်တယ်လားမှန်ပါဗျာကဲချမ်းသာအောင်လည်းဘယ်လိုဒီစိတ်ပါဗျာရှင်းအောင်လည်းဒီစိတ်ပါဗျာဒီစိတ်ကြောင့်လောကကြီးပါဖြစ်ဟုတ်တယ်လားစိတ်ကိုမချင်းပြီးနေလို့စိတ်ကိုမဆောက်ရှောက်နေတဲ့ပုဂ္ဂိုလ်မှလည်းအရေးသမားဖြစ်တာဘာကိုမနိုင်လို့စိတ်ကိုမနိုင်လို့ဘယ်သမားဖြစ်တာစိတ်ကိုမနိုင်လို့ဘယ်သမားဖြစ်တာစိတ်ကိုမနိုင်လို့စိတ်ကိုမဆုံးမလို့စိတ်ကိုမပြည့်မြင်လို့ဟုတ်ကဲ့လားသဘောတရားများဖြစ်တာလည်းစိတ်ကိုမနိုင်လို့မကောင်းဘူးအကုသိုလ်မန္တန်များတွေပြုလို့တဲ့မန္တန်များတွေဘာကိုမနိုင်လို့စိတ်ကိုမနိုင်လို့ပါဗျာဒီစိတ်ကိုမနိုင်ရင်အမိကိုလည်းတတ်မှာပဲဒီလည်းတတ်မှာပဲဒီကိုမောင်နှမလည်းတတ်မှာပဲမိဘဆွေမျိုးတွေကိုလည်းပြတ်မှာပဲ
စိတ်ကိုမပြည့်မြင်ရတဲ့ပုဂ္ဂိုလ်ဟာလေဒါတော့စိတ်ကိုပြည့်မြင်ရတဲ့ပုဂ္ဂိုလ်ကြတယ်တော့အမေကြီးကိုနားလဲအဖေကြီးကိုနားလဲဟုတ်တယ်လားဩခါရပြီးပါနှစ်ပါးငယ်စဉ်တောင်းကြီးကလေးဘွားကနေပြီးတော့လို့သူတက်ကြွလာနေတဲ့ဆောင်းဆောင်းလာခဲ့တဲ့မိဘဒီမိဘတင်ချောင်းမိဘတွေဆောင်းဆောင်းလာလို့ငါလူကလုံးသူလုံးဖြစ်နေတာဟုတ်ကဲ့လားမိဘကြီးစုတောင်းတာအခုလိုတရားမှန်တန်ခါမှန်ပြီးတာလားမိဘတွေဆောင်းဆောင်းမရှိဘူးဆိုရင်ငါဟာတရားမှန်တရားမှန်တန်ခါမှဝိဆိုင်ကြီးဖြစ်နေမယ်လူမိုက်ကြီးဖြစ်နေမယ်ဟုတ်ကဲ့လားအဲ့ဒါလိုမျိုးစိတ်ကလေးဒီကြီးဆောင်းဆောင်းထားတော့ပုဂ္ဂိုလ်တို့ဟာဘယ်ပုဂ္ဂိုလ်မှဆိုရဟန်းဖြစ်ဖြစ်တော့နော်မှန်ပါဗျာလိမ္မာပန်းတဲ့ပုဂ္ဂိုလ်ပဲမှန်ပါဗျာအပုဂ္ဂိုလ်လိမ္မာတဲ့ပုဂ္ဂိုလ်ပါဗျာဒါပြီးတော့လိမ္မာကျွမ်းကျင်ပန်းတဲ့ပုဂ္ဂိုလ်တို့ဒီတဲ့ဘာကိုပြီးဖို့အချိန်မှများစွာကြိုးစားလာနိုင်တယ်ဒုက္ခသစ္စာပိုင်းခြားပြီးတော့ကြိုးစားလာနိုင်တယ်မှန်ပါဗျာဟုတ်တယ်လားလိမ္မာလာတဲ့ပုဂ္ဂိုလ်တို့ဒီမိမိဘဝအတွက်ကိုတကယ်အကျိုးလိုလားလာပြီဆိုတဲ့ပုဂ္ဂိုလ်ဟာဘာသစ္စာပိုင်းခြားပြီးအောင်ကြိုးစားတော့မယ်မှန်ပါဗျာအာသစ္စာကိုပဲကိုကြိုးစားနေမယ်အာသစ္စာကိုပွားများဖို့ကြိုးစားနေမယ်အာသစ္စာကိုဆိုင်ဖို့ကြိုးစားလာမယ်အဲ့တော့ဝံပတိမချီနဲ့မင်းတလို့ပေါ့မှန်ပါဗျာအရှင်တို့ဘုရားမြတ်စွာကအရှင်ဘုဂဝေယုတ်ဉာဏ်ဓမ္မသိက္ခာတရားတို့ရဲ့ဒီမှာမြတ်တော်ဖြစ်ပြီးပြည့်စုံမှုသဘောဒုက္ခသစ္စာကိုဒီမှာမြတ်စွာမြင်နေတဲ့ပုဂ္ဂိုလ်ဒီသမုဒယသစ္စာကိုပဲပိဋကမကသစ္စာပွားများနေပြီလားဒီရောဓသစ္စာကိုဉာဏ်ကဉာဏ်ကိုင်းပြီးသားဖြစ်နေတဲ့သမုဒယသစ္စာကိုပယ်သနေတဲ့ပုဂ္ဂိုလ်ဒီဒုက္ခသစ္စာကိုပိုင်းခြားပြီးသားမကသစ္စာပွားများပြီးသားဒီရောဓသစ္စာကိုဉာဏ်ကဉာဏ်ကိုင်းပြီးသားဖြစ်နေတဲ့မေဃသစ္စာကိုဒီမှာများစွာပွားများနေတဲ့ပုဂ္ဂိုလ်ဒီဒုက္ခသစ္စာပိုင်းခြားပြီးသားဖြစ်နေတဲ့သမုဒယသစ္စာပယ်ပြီးသားဖြစ်နေတဲ့ဒီရောဓသစ္စာကိုမျက်မှောက်ပြုရန်တဲ့ဉာဏ်ကဉာဏ်နဲ့ပြီးဖြစ်နေတဲ့ဒီရောဓသစ္စာကိုသိတော့ပုဂ္ဂိုလ်ဒီတဲ့မေဃသစ္စာပွားများပြီးသားယုတ်ကသစ္စာကိုပိုင်းခြားပြီးသားသမုဒယသစ္စာကိုပယ်တတ်ပြီးသားဖြစ်နေတယ်။ဘာရှင်တို့သစ္စာ၄ပါးထဲမှာဒုက္ခသစ္စာကိုပိုင်းခြားပြီးရှိတော့ကြာရှိတဲ့သစ္စာ၃ပါးကလည်းပြည့်ပြီးသားဖြစ်တယ်။မှန်ပါဗျာ။သမုဒယသစ္စာကိုပယ်တတ်နေတဲ့ပုဂ္ဂိုလ်ဒီဒုက္ခမေဃနိရောဓသစ္စာ၃ပါးကိုပြည့်ပြီးသားဖြစ်နေတယ်။မေဃသစ္စာကိုဒီမှာများစွာပွားများနေတဲ့ပုဂ္ဂိုလ်ဒီသမုဒယဒုက္ခနိရောဓသစ္စာ၃ပါးကိုပြည့်ပြီးသားဖြစ်နေတယ်။ဒီရောဓသစ္စာကိုညွတ်ကိုင်းပြီးနေတဲ့ပုဂ္ဂိုလ်ဒီဒုက္ခသမုဒယမေဃသုံးပါးသောဉာဏ်ရှိတဲ့သစ္စာ၄ပါးသစ္စာ၃ပါးတို့ကိုသိပြီးသားဖြစ်နေခြင်းကြောင့်အရှင်တို့ဘုရားမြတ်စွာကဒုက္ခသစ္စာကိုပိုင်းခြားသိဖို့သာအရေးကြီးတယ်လို့မိန့်တော်မူခဲ့ပါသည်။မှန်ပါဗျာ။ဘာသစ္စာကိုပိုင်းခြားသိဖို့အဲ့ဒီတော့ဒုက္ခသစ္စာပိုင်းခြားပြီးတော့သမုဒယသစ္စာပယ်လာမယ်တဲ့။မေဃသစ္စာကျိန်မှန်ပွားတော့နိရောဓသစ္စာဆိုင်နေမယ်။မှန်ပါဗျာ။ဟုတ်တယ်လား။မှန်ပါဗျာ။အဲ့တော့သစ္စာ၄ပါးမြတ်တရားကိုပေါ်လွင်ခွင့်ရတယ်ဆိုတာဒီဘုန်းကြီးတို့ကကောင်းလို့ဤဘာကိုသုံးမပါများလာလို့စိတ်နဲ့ဘာကိုသုံးမပါများလာလို့ဘာတော့တော်လာလေးမှာသူနဲ့စကားကြီးကြည်ကြည်ပြောရတော့မယ်ဆိုရင်စိတ်ကိုထေးပါပါဘုရားလေးကပြောတယ်ယောဂီဒီစကားများနဲ့ဆရာတော်ဘာပြောမှလည်းမသိဘူးဘာဒီကပြောစရာများလည်းမသိဘူးနော်ဒီလိုတော့စိတ်ညစ်တယ်ဘယ်လိုစကားများလို့အဲ့ဒါစကားများတဲ့ပုဂ္ဂိုလ်တရားမပွားလို့ပေါ့မှန်ပါဗျာတရားမပွားတဲ့ပုဂ္ဂိုလ်စကားများတယ်မှန်ပါဗျာတရားမရှိတဲ့ပုဂ္ဂိုလ်ကစကားကြီးအမြဲတမ်းပြောလို့ရှိတယ်မှန်ပါတရားအပြီးနဲ့နေတဲ့ပုဂ္ဂိုလ်စကားမပြောဘူးမှန်ပါဗျာ
ဟုတ်တယ်လားတရားမကျွတ်တဲ့ပုဂ္ဂိုလ်ကစကားများတယ်တရားကျွတ်တဲ့ပုဂ္ဂိုလ်ဒီစကားလုံးဝမပြောလို့စကားပြောရမယ်ပုဂ္ဂိုလ်နာမတော်မနေဘူးဒီပုဂ္ဂိုလ်စကားများရင်ဝိဝိနေတော့ကိုယ်တမာတိပြတ်သွားမှကြောက်နော်တရားဆိုတဲ့လောကသိငွေးတဲ့ယောဂီတို့ရဲ့ဒီတော့ခန္ဓာကိုယ်ကြီးကိုအဖန်ဖန်ထက်ထက်စောင့်ကြည့်မှများတယ်ဘယ်နာမိတ်ပေါ်ပေါ်နာမိတ်တော့ပေါ်မလဲစီရပါအတုပနာမိတ်ပေါ်ကြီးပေါ်မှာကြည့်လိုက်ရှိတာမရှိလားရှိပါပါအယုဒ္ဓနာမိတ်ပေါ်ပေါ်ဘယ်လိုသဘောနာမိတ်ပေါ်ပေါ်ဇေဒီဘုရားဝတ္ထုယဟန္တာတွေကြွားတဲ့ပုံနာမိတ်ပေါ်ပေါ်ဒါတွေရှိတာမရှိလားရှိပါပါဘုရားအမှန်တမ်းပြီးလို့ခေါ်တယ်အခါနဲ့အယုဒ္ဓလိုခန္ဓာအုံးကြီးခရီးလိုဝိညာဉ်နဲ့ဝါကလေးလိုဘိုးချီလေးလေးဖြစ်နေတယ်လို့မိကြောင့်ထောင်ကြလို့ဓာတ်ကြီးထောင်ကြနေတယ်လို့တလည်းလေးတစ်သွေးလို့နဲ့ဖြေချမ်းနေတယ်ဒါပြီးကမ္မထမ်းတယ်ပဲအာနန္ဒပါပြီကမ္မထမ်းတယ်ပဲတရားလားမတရားလားတရားပါသမာဓိကြောင့်ဖြစ်တော့အာယုဒီအာယုတို့ဒီမြဲသလားမမြဲဘူးလားမြဲပါဘူးစိတ်ကိုနောက်သိပြန်ကြည့်ပေါ်ဒီပါကြည့်လိုက်မရှိဘာလေးပေါ်ပေါ်တာပေါ်မှကြည့်လိုက်မရှိဘာလေးပေါ်ပဲစိတ်ပေါ်မရှိဟုတ်ကဲ့လားစိတ်ပေါ်လာတဲ့ညတော့သင်္ကတယုံနာတို့ဒီဖြစ်ပြီးပြည့်စည်တဲ့ပါသစ္စာဒီနေတဲ့ဉာဏ်ကအဲဒီလိုဒုက္ခသစ္စာမှာမေတ္တာသစ္စာကိုတွဲနေရမယ်နော်ဒုက္ခသစ္စာမှာမေတ္တာသစ္စာကိုတွဲနေတဲ့ယောဂီတဏ္ဍာမှာဘယ်အာယုပေါ်ပေါ်ဘယ်သဘောပေါ်ပေါ်ဝန္တာဇာတိပေါ်ပေါ်ဝန္တေဇာပေါ်ပေါ်จิตဇာပေါ်ပေါ်จิตဇာပေါ်ပေါ်ပေါ်လာတဲ့အာယုမန္တမြတ်တွေအရှိတာမရှိတာရှိပါဘူးစိတ်ဓာတ်နဲ့စိတ်တိထားတဲ့စိတ်ပေါ်လာတဲ့စိတ်တောက်သွားတဲ့စိတ်ရှေ့စိတ်တောင်းတယ်လို့နောက်စိတ်ပြန်ကြည့်ဟုတ်တယ်လားခန္ဓာကပြောနေတဲ့ရှေ့ကယုံနဲ့သုံးကြောင်းအနောက်ယုံနဲ့ကြည့်ရှင်းတဲ့ယုံနဲ့အဟောင်းတွေကျွတ်ပေါ်သွားတာနောက်ယုံနဲ့အသက်ကပြန်ကြည့်နေရတာဟုတ်တယ်လားသင်္ခါရသဘောကသင်္ခါရသဘောကိုကြည့်နေတာယောက်ျားမိန်းမကကြည့်တာမဟုတ်ဘူးနော်တရားမှတ်နေတာယောက်ျားကမှတ်တာမိန်းမဘုန်းကြီးတိရချိန်မှတ်တာမဟုတ်ဘူးနော်သင်္ခါရသဘောကသင်္ခါရသဘောကိုကြည့်တာရှိယုံနဲ့သင်္ခါရဖြစ်ချင်းဖြစ်ပြီးပြည့်စည်နေတာကိုနောက်ယုံနဲ့သင်္ခါရတရားကကြည့်နေတာအဟောင်းတွေကျွတ်တော့နေတာကိုအသက်ယုံနာကမြင်နေတာဟုတ်တယ်လားအဲဒီလိုပပတက်တဲ့ဉာဏ်ပံဉာဏ်မှသာလည်းဘုံဉာဏ်ဆုံးဉာဏ်ရောက်ပြီးတော့ကဲဒုက္ခအဆုံးကိုဉာဏ်ကရုပ်ထွက်သွားလိမ့်မယ်ဟာဆုံးဖို့ခန္ဓာဒုက္ခဆုံးကိုဉာဏ်ကရုပ်ထွက်ပြီးလို့ဆိုရင်တသတရားလို့ပါတကားပြီးတော့ပါသစ္စာကိုပိုင်းခြားပြီးလို့သာဝေတ္တနာလို့ပါသစ္စာနဲ့ပွားနေလို့ပါသစ္စာဆက်နေသစ္စာပေါ်တယ်ဆိုတာခန္ဓာကိုမြင်နဲ့ကြည့်နေလို့ဟုတ်ကဲ့လားဒီကြတဲ့ဒီလူမြင်လို့ပေါ်ပြီးသွားတယ်ဒီပုဂ္ဂိုလ်တော့တရားသိနေတယ်ဒီပုဂ္ဂိုလ်တရားဒီလူမြင်လို့ပေါ်သွားနေတယ်ပေါ်မှာတော့သူမလို့သူသားတာကိုသူမလို့သူသားတဲ့ပုဂ္ဂိုလ်ကသူမလို့တဲ့အသိကြီးကြတာဟုတ်တယ်လားတကယ်သူသားကြီးတကယ်ရတယ်သူ့လိုငါလိုနေသူ့လိုငါလိုဖြစ်မှာတရားစတဲ့လောကတရားဓမ္မတွေတကယ်လို့ရတကယ်လို့ဟုတ်ပြီတကယ်ကြအမှန်ရဟုတ်တယ်လားအမှန်ပေါ်ပေါ်ကိုကိုယ်စိတ်ကိုမြင်တဲ့ပါလို့ပြီးဆိုင်ရည်တဲ့စိတ်ကိုဆုံးမပြီးအလိုမလိုက်နဲ့စိတ်ချောင်းတော့ကိုကြည့်စိတ်အလိုလိုက်တဲ့ကာလတော့ဘယ်တော့မှအသိဉာဏ်ပေါ်လေးနေမဟုတ်နားလည်ပြီနော်ဒီစိတ်ကကိုယ်ကိုပြင်မှနေရတာဒီစိတ်ကိုအလိုလိုက်တဲ့ကာလတော့မြင်ရပုံရမပေါ်တော့ဘယ်တော့စိတ်ကိုအမြဲတမ်းမလုပ်ပြီးရမယ်ဒီစိတ်ကိုဆုံးမဖို့အတွက်စိတ်ကိုဆုံးမလို့ရတာတဲ့ပုဂ္ဂိုလ်တဏ္ဍာမယ်ပါဠိပါကိုသိတာပြီရှိအရိယာသူတော်ကောင်းတို့ဒီသစ္စာ၄ပါးကိုသိဖို့လေ
ဒုက္ခသစ္စာကိုပိုင်ရှားသိခြင်းကြောင့်ကြံရှိတဲ့သစ္စာလေးပါးနဲ့သိပြီးသားဖြစ်တာကိုလို့ဆိုရင်ယောဂီများကဏ္ဍမှာဘာသစ္စာကပြီးအောင်လို့သာနိရောဓသစ္စာကိုတော့မဟုတ်ဘူးဟုတ်ကဲ့လားကိုယ်ကထိုင်နေစဉ်ရက်တွေပေါ်ပါလာတာမူရတဲ့မှာဘာသစ္စာပဲချက်ပြီးဒုက္ခကိုမြင်လို့ဒုက္ခမိုးလို့ဒုက္ခအဆုံးကိုမူခွင့်နိုင်ကြပါသည်လို့မေတ္တာပို့ရင်ကဲအရှိစီပြီးအာယုန်ပြုဣဒံပုညပကံဗုဒ္ဓမြတ်စွာဘုရားတို့၏ဩဘောညောပြတ်အံသောဓမ္မကထံတရားစကားတရားတော်မြတ်ကိုသောမိသွားနာယူမတ္တကြကုန်ပြီးရှိတော်ဝါနာယူမတ္တကြကုန်လည်းအာဇာတိပရိသန္တိမနိယစေစေဖြစ်တာအာသရာအပြာတိအမရဏအိုจิตနာจิตသိခြင်းတရားတို့ကိညာဖြစ်တော်ဒီဝဒုက္ခတွေကျွေးနေပါချမ်းသာကိုအေဟိတိဆိုင်ရောက်နိုင်အောင်ကြိုးစားနိုင်